အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကတော့ကျွန်တော်နွားတွေအတွက်နွားစာပြောင်းရိုးရိတ်နေခြင်းဖြစ်ပါတယ်ခင်ဗျာညာဘက်မှာတော့နွားစာရှားပါပါတယ်ຫນွေခါဆိုရင်ကောက်ရိုးပြောင်းရိုးတွေစုဆောင်းပြီးတော့တစ်ຫນွေလုံးကျွေးရတာဖြစ်ပါတယ်မြက်အစိုးရဒီချိန်မှာတော့ရန်ရှားပါပစ္စည်းဖြစ်သွားပါပြီပေါ့နော်နွားစာရှားပါမှုပြဿနာကိုဖြေရှင်းဖို့အတွက်ရေသွင်းပြီးတော့နေဗီယာမြက်တွေစိုက်ထားပါတယ်နေဗီယာမြက်ကလည်းနွားစာအတွက်အရန်ကောင်းတဲ့အစာတစ်ခုဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့အိမ်နောက်ဖေးဈေးတိုင်းတယ်ပေါ့ခင်ဗျာဒီဟင်းရွက်မျိုးဆိုစိုက်ဖို့မြေပြင်နေခြင်းဖြစ်ပါတယ်သဘာဝမြေဩဇာတီးတန့်ခံထားပါတယ်ပိုကာရှီမြေဆွေးတွေထည့်ပါတယ်ခင်ဗျာဗလာကြီးတို့အဖွဲ့တွေကတော့အကောင်းကြိုက်တဲ့အဖွဲ့တွေဖြစ်ပါတယ်သူတို့ကကောင်းပြီဆိုမှစားကြပါတယ်အခုတော့နေ့လည်စာစားပြီးတော့သူတို့လည်းနှံ့နေပါတယ်အဖွဲ့လိုက်ပေါ့နော်ဟုတ်ကဲ့ဒီနေရာမှာတော့သစ်စိမ်းမြေဩဇာလုပ်ဖို့အတွက်မြေကြီးကိုပြုပြင်နေခြင်းဖြစ်ပါတယ်မြေကြီးကိုကောင်းမွန်အောင်မြေကြီးရဲ့ pH level ညီမျှအောင်လိုအပ်တဲ့အစာအာဟာရတွေကိုဖြည့်သွင်းပေးရမှာဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့နွားစာအတွက်နေဗီယာမြက်စိုက်ဖို့အတွက်လည်းအသေးစိတ်အဆင့်ချင်းကြိုတင်ပြင်ဆင်နေခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့အခုတနွေစာပေါ့နော်တနွေစာအတွက်ကောက်ရိုးတွေဆင်းပြီးသိမ်းစီစုဆောင်းမှာဖြစ်ပါတယ်တချို့ပိုလာတဲ့ကောက်ရိုးတွေနဲ့ဆွေးနေတဲ့ဟာတွေဆိုရင်တော့မြေဩဇာလောက်မှာဖြစ်ပါတယ်အရည်သွေးကောင်းမွန်တဲ့သဘာဝမြေဩဇာစက်မြေများရရှိစေဖို့အတွက်အခြေခံစပြီးတော့စနစ်တကျဆောင်ရွက်ပါတယ်ခင်ဗျာနောက်အရေးကြီးတဲ့အချက်တစ်ချက်ကရရှိလာတဲ့နွားသေးတွေနွားရှီးတွေကိုစနစ်တကျထားသို့တက်ဖို့လည်းလိုပါတယ်အထောက်ခံတဲ့နေရာမှာလည်းစနစ်တကျဆောင်ရွက်တတ်ဖို့အရေးကြီးပါတယ်ခင်ဗျာဒါမှသာအရည်သွေးကောင်းမွန်တဲ့သဘာဝမြေဩဇာကိုရရှိမှာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွေးတဲ့အစာကောင်းဖို့လိုပါတယ်အာဟာရဓာတ်ကျွယ်ဝဖို့လည်းအရေးကြီးပါသေးတယ်ခင်ဗျာအချို့မိတ်ဆွေတွေကမေးတယ်ဘာလို့များဒီလောက်ကြီးဒုက္ခခံပြီးလုံနေသေးလဲပေါ့နော်လွယ်လုံလဲရတာပဲပေါ့အဲ့လိုတော့မဖြစ်ရှင်ဘူးကျွန်တော်တို့အရည်သွေးကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးကျင်တာဖြစ်ပါတယ်ဟုတ်ကဲ့ကြည့်ရှုပေးတာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ